ကျွန်တော်တို့အဖွဲ့မန်လေးကနေပန်းလောင်မြစ်ကိုစပိန်နင်းကြတယ်။ကြောက်ဆယ်ရောက်တော့မနက်စာစားတယ်။စားပြီးတာနဲ့ဆက်နင်းတယ်။စုစုပေါင်းကြာချိန်က3နာရီနဲ့မိနစ်20ခရီးက62.6ကီလိုမီတာရှိတယ်။ရာသီဥတုကကောင်းတယ်နေမထွက်ဘူး။အကယ်လို့နေထွက်တယ်ဆိုရင်တော့အိမ်နေတော်တော်လေးကိုပင်ပန်းပါလေလည်းအရန်တိုက်တယ်ကူမဲရောက်တော့ဒီကင်းသားဆယ်သွားတဲ့လမ်းဘက်ကိုချိုးဝင်လိုက်တယ်အဲ့ကနေတက်တဲလေးသွားရင်ရောက်ပြီဒီပထမပိုင်းချိုးဝင်လိုက်တဲ့အပိုင်းမှာလမ်းကတိတ်အဆင်မပြေဘူးရုပ်ပိုက်သမားတွေအတွက်ကလမ်းကကြမ်းခွက်တွေများတဲ့အခါကျတော့ speed တော်တော်လေးကိုရှော့ရတယ်ဒီချိန်မှာ mountain bike သမားတွေကအဆင်ပြေပြီကျွန်တော်တို့ကြော်ပြီးတော့မှအေးအေးဆေးဆေးတတရရနဲ့အရှိကနေနင်းသွားလိုက်တယ်ကျွန်တော်တို့ကအသွားတကြောပဲစပိန်နေတာအပြင်ကြရင်အားလုံးကားပေါ်တင်ပါအဲ့တော့မန်လေးကနေမှပဲပန်းလောင်ထီကိုကားမောင်းပေးတဲ့ကျွန်တော်တို့ရဲ့အဖွဲ့ဝင်လေးကိုတကယ်ကိုကျေးဇူးတင်ရတယ်သူတို့ကကျွန်တော်တို့ကိုလမ်းမှာလဲစောင့်ခေါ်ပေးတယ်ရေပေးတယ် supporting တွေပေးတယ်ဓာတ်ပုံတွေလည်းရိုက်ပေးတယ်အရန်ကိုပျော်စရာကောင်းတယ်ရှုခင်းတော့မင်းနဲ့အတိုင်းပဲအရန်ဆိုအရန်ကိုလာတယ်မြည့်ရဲ့တစ်ဖက်ကန်းရောက်သွားတဲ့အခါစပိန်နင်းထားတဲ့အချိန်နဲ့ခဏလေးနားတယ်ပါလာနဲ့ snacks တွေစားတယ်စားပြီးမှထမင်းတွေစားတယ်ထမင်းစားပြီးခဏလေးထပ်နားတယ်ပြီးမှပဲရေစင်းစော်တယ်သူကမြင့်ရေဆိုပေမဲ့အရန်ကြီးမအေးဘူးရေစီးလည်းမတန်တော့အရန်ကိုအဆင်ပြေတယ်စပိန်နင်းထားတာလဲ3နာရီကျော်ဆိုတော့ပေါင်တွေကလည်းအရန်ညောင်းနေတာအဲရေအေးလေးထဲမှာစိန်လိုက်တဲ့အခါမှာဒီအညောင်းတွေအောင်ပြေးသွားသလိုပဲခံစားရတယ်ဒီနေရာလေးတော့နောက်တစ်ခေါက်လာချင်သေးတယ်နောက်တစ်ခေါက်လာရင်ကိုထမင်းကြိုက်နဲ့ကိုပါလာခဲ့မယ်